သူမရဲ့အဖိုးဖြစ်သူကသူမရဲ့အတွက်အိမ်တောင်တစ်ခုစီစဉ်ပေးထားကြောင်းနဲ့ဆုလျာထားသည့်သရိုးသားလောင်းမှာ Fortune 500 company တစ်ခု၏ CEO ဖြစ်ကြောင်းကိုသူမရဲ့မိခင်ထမသိရှိခဲ့ရသည်သူမသည့်သရိုးသားလောင်းကိုကိုယ်တိုင်ကိုယ်ကြားသွားရောက်အကဲခတ်ရန်ဆုံးဖြတ်ခဲ့ပြီးအလော့တကြီးထွက်ခွာလာခဲ့သည်သို့တော်ထိုသရိုးသားလောင်းမှာမကြသေးခင်ကသူမကူညီပေးခဲ့ဖူးသည့်ကောင်လေးဖြစ်နေသည်ကိုတော့သူမလုံးဝမသိခဲ့ပေထို့ကြောင့်မင်းကလေးသည်အလုပ်တင်တဦးဖြစ်ရုပ်ဖြတ်ကကုမ္ပဏီသို့အလုပ်ဝင်ခဲ့တော့လေသူမ၏တိုက်ရောက်အထက်လူကြီးဖြစ်သူတိုက်တာမှာမင်္ဂလာဆောင်တုံးကသစ္စာပေါက်ဖောက်ပြန်ခဲ့သည့်လူရုံမာကောင်ဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်၎င်းတို့နှစ်ဦးဆုံချင်းမှာပင်ထိတ်တိုင်ရင်ဆိုင်ခဲ့ကြသည်ထိုလူရုံမာကောင်ကသူ၏လက်ရှိရာထူးအခြေအနေကိုကြွားဝါပြီးသူမကိုလောင်ပြောင်ခဲ့တော့လေမင်းကလေးကတော့တည်ငြိမ်စွာဖြင့်ပင်သူ၏ဆိုးဝါးလာသည့်စိတ်ဓာတ်ကိုတက်တဲ့ဖြစ်ပဲကပြန်လဲတွန်းပြန်ခဲ့သည်သူမရှာဖွေနေသည့်ကောင်လေးသူမ၏သရိုးသားလောင်းနေသည်လေဤကုမ္ပဏီသို့အလုပ်တင်တဦးဖြစ်အလုပ်ဝင်နေခဲ့သည်အခြားတစ်ဖက်တွင်မင်္ဂလေးနှင့်ထိုလူရုံမာကောင်တို့ကြားကပဋိပက္ခသည်လင်းများစွာပင်ပုံမှုကြီးထွားလာခဲ့သည်ထိုလူရုံမာကောင်သည်အလုပ်ကွင်၌မင်းကလေးကိုကာမအနိုင်ကျင့်ဇောကန်းရန်ထိပင်ကြိုးပမ်းလာခဲ့သည်သူ၏လက်ကမင်းကလေးကိုထိလူနိဗ္ဗာန်ဖြစ်သွားခြင်းတွင်ကောင်လေးကဝင်ရောက်တားဆီးခဲ့သည်သို့တော်ထိုလူရုံမာကောင်ကဒိုက်တာဆိုသည့်သူ၏ယာထုကိုအသုံးချကမင်းကဘာမို့လို့ငါ့ကိုလာတားတာလဲဟုကောင်လေးကိုချင်းချောက်ခဲ့သည်ထိုအခါမင်းကလေးကသူ့ကိုငါပဲသင်ခန်းစာပေးလိုက်မယ်ဟုပြောပြီးနောက်ထိုလူရုံမာကောင်ကိုချက်ချင်းပင်ကမ်းဖြစ်လိုက်လေသည်ထိုလူရုံမာကောင်သည်နာကျင်လွန်းသဖြင့်ကြမ်းပင်ပေါ်တွင်လူးလိုက်နေပြီးမင်းကလေးကမူသူ၏ရှေ့တွင်ပင်အောင်နိုင်သူအဖြစ်ဝင်ကြွားပြခဲ့သည်ထို့နောက်သူမသည်ကောင်လေးကိုဆွဲခေါ်လာခဲ့ပြီးတိုးနှစ်ယောက်လုံးကအလုပ်တင်အသစ်တွေပဲလေတယောက်နဲ့တယောက်ကိုညီရမှာပေါ့ဟုဆိုကကောင်လေးကိုဂျေဆုတင်စကားပြောခဲ့သည်သူမရှိကကောင်လေးသည်သူမလိုက်ရှာနေသည့်ဖြစ်မဲ့ဖြစ်ုံသာမကဤကုမ္ပဏီ CEO ဖြစ်သူမူ၏တရိုးသားလောင်းဖြစ်နေသည်ကိုသူမမသိသေးပေမကြာမီမှာပင်ကောက်ချစ်ဆင်းလဲသောမင်းကလေးတူသည့်ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်မှုကြောင့်ဆွေးနွေးရန်ရောက်ရှိလာခဲ့သည်သူမသည်မလက်မကမ်းရှိအဓိကဇက်ဆောင်မင်းကလေးကိုမြင်လိုက်ရသောအခါထိုလူရုံမှာကောင်ကသူမကိုအလုပ်ထုတ်ပြရန်ချက်ချင်းမိန်ပေးခဲ့သည်ထိုကောက်ချစ်သောမင်းကလေး၏မျက်နှာသာရစီရန်အတွက်ကောမိမိကိုယ်တိုင်ကလဲစားချင်ရန်အတွက်ကပါထိုလူရုံမှာကောင်သည်အဓိကဇက်ဆောင်မင်းကလေးဟာချမ်းသာကြွယ်ဝသောလုပ်ငန်းစုကြီးနှင့်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုတပတ်တွင်ရအောင်ယူရမည်ဟုသောမဖြစ်နိုင်သည့်လို့တစ်ခုကိုပေးခဲ့သည်ထိုအချိန်တွင်ကောင်လေးကဒါကမဖြစ်နိုင်ဘူးဝန်ပြောခဲ့သည်ထို့ကြောင့်ထိုလူရုံမှာကောင်သည်မင်းကလေးမှုချွေရင်းနှိမ်မျိုးတေချာတွက်ဆာကအကယ်၍မင်းကလေးသာအောင်မြင်သောကလေးသူကိုဝနီဝင်းအတွင်းအဝိပလာပင်သုံးမှတ်ပတ်ပြင်းမျိုးအလောင်းဆလုပ်ခဲ့သည်ဤဒီကိုကြားသောအခါမင်းကလေးကစင်ကုန်မှုကိုချစ်ချင်းပင်လက်ခံလိုက်လေသည်ထို့ကြောင့်ကောင်လေးသည်မင်းကလေးနှင့်အတူရှိနေပေးပြီးညက်နဲ့သည်အချိန်ပိုစင်းကအတူတူလှုပ်လှော်ခဲ့ကြသည်ထို့နောက်သူသည်ဖုန်းကိုထုတ်ကနံပါတ်တစ်ခုသူခေါ်ဆိုလိုက်သည်ကစားဝဲကတော့ခုမှစတာပါ